မင်္ဂလာပါရေသန်း1200 ml ကိုထည့်ထားပါတယ်။အုံစိမ်းရေ600 ml ကိုလည်းအသုံးပြုထားပါတယ်။ကြောက်ကြောမိုးထမင်းစားသုံး3စွန်းကိုအသုံးပြုထားပါတယ်။အားလုံးကိုရောမွေပြီးသွားပြီဆိုရင်တော့အပြင်မှာ15မိနစ်လောက်ဒီအတိုင်းထားထားပေးပါ။ကြောက်ကြောအသားလေးပွားသွားအောင်အပြင်မှာထားထားပေးပါ။တကြားအချိုကတော့မိမိစားခြင်းတလောက်ထည့်ပေးလို့ရပါတယ်။ပြီးသွားပြီဆိုရင်တော့စားအနှဲငယ်ထည့်ပေးပါ။အခုမှကျွန်တော်တို့မီးလေးစားဖွင့်ပြီးတော့ကြိုသွားပါမယ်ကြိုတဲ့အခါမှာမီးပြင်းစရာမလိုပဲပုံမှန်မီးလေးနဲ့ကြိုသွားပေးပါကြိုတဲ့အခါမှာအခုလိုအရေးလေးပြစ်လာပြီးဆိုရင်တော့ရပါပြီပေါင်မုတ်ကိုမိမိကအဆင်ပြေသလိုထည့်လို့ရပါတယ်ကတ်ကြီးနဲ့ညှက်ပြီးတော့လည်းထည့်လို့ရပါတယ်ကျွန်တော်ကအပေါ်ကနေပြီးတော့ဒလိမ့်များနဲ့လှိမ့်ပြီးတော့အခုလိုပြပြလေးအချက်လိုက်တိုင်းထည့်ထားပါတယ်အုံသူနုနုလေးတွေကိုပပလေးလှီးပြီးတော့ထည့်ထားပါတယ်ပြီးသွားရင်တော့ကြောက်ကြောရည်တွေကိုလောင်းထည့်လို့ရပါပြီဟင်းချက်နီးလေးတွေအပြင်ကျွန်တော်ထိုင်းမှာစေုံစကဲပြန်နေခီးလေးစိတ်အကျိုးအပို့တွေခီးသွားတွေတခြားထိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကိုင်နေပါတယ်လာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ကြောက်ကြောရည်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အပြင်မှာလဲထားလို့ရသလိုမြ мян စားခြင်းနဲ့ဆိုရင်တော့ရေခဲတစ်တာလည်းထည့်ထားပါရေခဲတစ်တာရဲ့တာမန်အထက်မှာပဲထည့်လို့ရပါတယ်ကျွန်တော်ကတော့အေးအေးလေးစားခြင်းနဲ့အတွက်ထည့်ထားပါတယ်အခုဆိုရင်တော့အုံစိမ့်ကြောက်ကြောလေးကပြီးသွားပါပြီတော်တော်လေးလဲစားလို့ကောင်းပါတယ်အရသာအရင်မချိုထားတော့စိမ့်စိမ့်လေးနဲ့အေးအေးလေးစားရတာပိုပြီးစားလို့ကောင်းပါတယ်အရင်စားလို့ကောင်းတဲ့အတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်